တရားခံခုံမှာထိုင်နေတဲ့လင်းရွှေရွှန်ကတော့အချိန်ကိုက်ပဲခေါင်းငုံလိုက်ပြီးမရှိတဲ့မျက်ရည်တွေကိုလက်ကင်ပူဝါနဲ့တုပ်ပြနေခဲ့တယ်တရားခွင်ထဲကပရိသတ်တွေစီကလည်းတိုးတိုးနဲ့ဝေဖန်တန်တွေထွက်လာတဲ့အခြေအနေတွေကတကယ်ပဲပြောင်းလဲသွားတော့မလို့ဖြစ်နေပြီးတရားသူကြီးကကျွန်တော်ကိုလှမ်းကြည့်လိုက်တဲ့သူ့ရဲ့အကြည့်တွေထဲမှာတန်တရားနဲ့ရှုပ်ထွေးမှုတွေပါနေတဲ့တရားသူကြီးမင်းခင်ပြလို့ကျွန်တော်စကားပြောလိုက်တဲ့တစ်ဖက်ရှိနေတင်ပြထားတဲ့တပ်တွေနဲ့ပတ်သက်ပြီးလက်ရည်နဲ့တစိတ်တုံးတွေကိုတေချာစစ်ဆေးပေးဖို့ကျွန်တော်တောင်းဆိုပါတယ်လင်းရွှေရွှန်ရဲ့ရှေ့နေကခဏလောက်ကြောင်သွားတယ်ကျွန်တော်ဒီလောက်အထိတည်ငြိမ်ရှိနေလိမ့်မယ်လို့မထင်ထားပုံပဲတစ်ချိန်တည်းမှာပဲကျွန်တော်ရှေ့နေဝန်ဘက်ကိုလှည့်လိုက်တယ်သူကကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုချက်ချင်းနားလည်ပြီးတရားသူကြီးစီနောက်ထပ်စာရွက်စာတမ်းတစ်ခုတင်ပြလိုက်တယ်ဒါကလွန်ခဲ့တဲ့နှစ်တာကုတ်လာတော့ကပါကျွန်တော်ကိုယ်တိုင်မြို့ပြဗဟိုဆေးရုံမှာကျန်းမာရေးသွားစစ်ခဲ့တာပါဒီအစီရင်ခံစာတွေကသားသမီးရနိုင်စွမ်းရလက်ဟာတစ်ဖက်ကတင်ပြထားတဲ့အစီရင်ခံစာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်လွန်ခဲ့တဲ့3နှစ်ကလင်းရွှေရွှန်ကျွန်တော်ကိုပြခဲ့တဲ့ဆေးစစ်ချက်နဲ့ဒီနေ့တရားရုံးကိုတင်ပြတဲ့ဆေးစစ်ချက်တွေဟာအတုတွေလို့ကျွန်တော်တန်တရားရှိပါတယ်သူကြိုတင်စီစဉ်ထားတဲ့ဖောက်ပြန်မှုကိုဖုံးကွယ်ဖို့နဲ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကိုမတရားရယူဖို့အတွက်တမင်တကာလှုပ်ကြံထားတာပါလွန်ခဲ့တဲ့3နှစ်ကကျွန်တော်တို့ဆေးစစ်ခဲ့တဲ့ဆေးရုံကမူရင်းဆေးမှတ်တမ်းတွေကိုချက်ချင်းစစ်ဆေးပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အမှန်တရားကဘာလဲဆိုတာတစ်ချက်ကြည့်လိုက်ုံနဲ့သိနိုင်ပါတယ်ကျွန်တော်ရဲ့စကားတွေဟာတရားခွင်အလယ်မှာဘုံတလုံးပောက်ကွဲသွားသလိုပါပဲလင်းရွှေရွှန်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုတရေတကောင်လိုဖြူဖြော့သွားတယ်ကျွန်တော်စီမှာဒီလိုလက်နက်ရှိနေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလွန်ခဲ့တဲ့3နှစ်ကသူ့ရဲ့အကွက်ဟာအဖြစ်ပြောစရာမရှိဘူးလို့သူထင်ထားတာသူတုံလှုပ်လာတယ်သူ့မျက်လုံးထဲမှာထိတ်လန့်မှုတွေပြည့်နေပြီးသူ့ရှေ့နေကလည်းချက်ချင်းဆိုသလိုရုံးခဏနာဖို့တောင်းဆိုခဲ့တယ်တရားသူကြီးကသူနဲ့ထုလိုက်ပြီးအမိန့်ချလိုက်တဲ့တရားရုံးကဝန်ထမ်းတွေကိုခြံဟွာဆေးရုံစီချက်ချင်းဒီလိုပြီးအဲ့ဒီနှစ်ကမူရင်းဆေးမှတ်တမ်းတွေကိုတွားယူခိုင်းမယ်ရလက်တွေမထွက်ခင်မှာပဲရုံးခဏနာလိုက်တယ်ကျွန်တော်တရားရုံးထဲကထွက်လာတော့လင်းရွှေရွှန်နဲ့လမ်းမှာဆုံခဲ့တယ်စောစောကသူ့မျက်လုံးထဲကလှည့်စားတဲ့အကြည့်တွေမရှိတော့ဘူးအညိုးတေးတွေနဲ့အားကိုးရမဲ့တဲ့အကြည့်တွေပဲကျန်တော့တယ်သူပြီးသွားပြီဆိုတာကျွန်တော်သိလိုက်တယ်သူ3နှစ်ပတ်လုံးတေချာစီစဉ်ခဲ့တဲ့အကွက်ကြီးဟာနောက်ဆုံးတော့အဆုံးသက်သွားခဲ့ပြီးသူ့ကိုစောင့်ကြိုနေတာကတော့ဥပဒေရဲ့အပြင်းထန်ဆုံးပြစ်ဒဏ်ပါပဲတရားရုံးရဲ့စုံစမ်းစစ်ဆေးမှာဥဟာကျွန်တော်ထင်ထားတာထက်ပိုမြန်ပြီးပိုပြီးတော့လဲထိရောက်ခဲ့တဲ့ခြံဟွာဆေးရုံကမူရင်းမှတ်တမ်းတွေအရလွန်ခဲ့တဲ့3နှစ်ကကျွန်တော်ရဲ့ကျန်းမာရေးဟာလုံးဝပုံမှန်ပါပဲတကယ်တမ်းဆေးစစ်ချက်အမှားရှိနေတာကလင်းရွှေရွှန်ပါသူကိုယ်တိုင်ကသာကျန်းမာရေးပြဿနာရှိနေတာမူရင်းစီရင်ခံစာအရလင်းရွှေရွှန်မှာတာအိမ်ပြဿနာရှိနေပြီးကလေးရဖို့တော်တော်လေးခက်ခဲတဲ့သူဖြစ်နေတယ်ဒါကြောင့်သူကိုဝင်ရနိုင်ခြေဟာအလွန်နှေးပါနေတာပါတရားရုံးကိုသူတင်ပြခဲ့တဲ့အစီရင်ခံစာကတော့ကျွန်တော်သားသမီးမရနိုင်ဘူးဆိုတဲ့အချက်ဟာအတုဖြစ်ကြောင်းတေချာသွားခဲ့ပြီးဆရာဝန်ရဲ့လက်မှတ်နဲ့ဆေးရုံတစိတ်တုံးတွေဟာသူကိုယ်တိုင်လှုပ်ခိုင်းထားတဲ့အတုတွေဖြစ်နေတယ်အမှန်တရားကတော့နောက်ဆုံးမှာပေါ်ထွက်လာခဲ့ပါပြီလင်းရွှေရွှန်မိသားစုရဲ့ရုပ်မာတဲ့အကွက်တွေဟာအကုန်လုံးပေါ်ကုန်ပြီးသူတို့ကျွန်တော်ကိုရွေးချယ်ခဲ့တာဟာကျွန်တော်ထူးချွန်လို့လည်းမဟုတ်ဘူးလင်းရွှေရွှန်ကကျွန်တော်ကိုချစ်လို့လည်းမဟုတ်ဘူးလင်းရွှေရွှန်မှာကလေးရဖို့ခက်ခဲတယ်ဆိုတာကိုသူ့မိသားစုကအဆက်ကတည်းကသိနေလို့ပဲသူတို့ကပိုက်ဆံရှိပြီးရိုးသားတဲ့ယောက်ျားတစ်ယောက်ကိုအပြတ်အပုံချဖို့အတွက်ဓာစာခံအဖြစ်ရှာနေခဲ့ကြတာအဲ့ဒီနေရာမှာကျွန်တော်ကသူတို့အတွက်အကိုက်ညီဆုံးဖြစ်နေခဲ့တာပေါ့သူတို့အကုန်လုံးကိုစီစဉ်ထားခဲ့ကြတာပထမဆုံးအစီရင်ခံစာအတူလုပ်ပြီးပြဿနာကကျွန်တော်စီမှာရှိသလိုမျိုးယုံကြည်အောင်လုပ်ခဲ့တယ်ဒါမှကျွန်တော်ကအာနာစိတ်ဖြစ်နေမှာကိုအဲ့ဒီနောက်မှာတော့လင်းရွှေရွှန်ကကျွန်တော်ရဲ့ဘီလီယံနဲ့ချီတဲ့အမွေတွေကိုစက္ကန့်ဖို့အတွက်တခြားတယောက်နဲ့ကလေးယူဖို့အကွက်ဆင်ခဲ့တာပြီးတော့သူတို့ရွေးလိုက်တဲ့သူကလည်းမတော်တဆမဟုတ်ဘူးညီကို2ယောက်ဖြစ်တဲ့ခြံဟောင်းနဲ့ခြံရံတယောက်ကသွေးမျိုးစားတဲ့နောက်တယောက်ကဘယ်သူကပဲအဖေဖြစ်လင်းရွှေရွှန်မွေးလာတဲ့ကလေးကသွေးမျိုးစားထမဟုတ်တဲ့၍သူတို့မှာစင်ချေရှိနေမှာပဲကျွန်တော်ကိုပဲအပြစ်ပုံချမလားဒါမှမဟုတ်ကျွန်တော်ကသွေးမျိုးစားကိုဘယ်တော့မှစစ်မှာမဟုတ်ဘူးလို့သူတို့ကလောင်းကြီးထက်ခဲ့ကြတာဒါဟာတကယ်ကိုတေချာစီစဉ်ထားတဲ့အကွက်ကြီးပါပဲအစင်တိုင်းမှာရုံမာတဲ့တွက်ကိန်းတွေနဲ့ပြည်နေတဲ့အကယ်လေးကျွန်တော်သာသွေးမျိုးစားကွဲလွဲနေတာကိုမတော်တဆမတွေ့ခဲ့ဘူးဆိုရင်ဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ယုံနဲ့တင်ကြောချက်မိတယ်ကျွန်တော်စီမှာတန်တရားလေးသာမရှိခဲ့ရင်ကျွန်တော်ရဲ့ကြံရှိတဲ့ဘဝတစ်ခုလုံးဟာလိန်ညာမှုကြီးထဲမှာပဲကုံဆုံးသွားလိမ့်မယ်ဘာတွေဖြစ်လာနိုင်မလဲကျွန်တော်ဟာတခြားတယောက်ရဲ့ကလေးကိုပျော်ပျော်ကြီးကျွေးမွေးပြုစုနေမိမှာပေါ့ပြီးတော့ကျွန်တော်တစ်သက်လုံးစူးစမ်းခဲ့သမျှတွေကိုအဲ့ဒီရုံမာတဲ့သားမီးနဲ့နောက်ွယ်ကလောဘကြီးတဲ့မိသားစုစီပေးအပ်မိမှာပေါ့စဉ်းစားကြည့်ုံနဲ့တင်တကယ်ကိုကြောက်စရာကောင်းလာပါတယ်အမှန်တရားတွေအကုန်ပေါ်လာတဲ့အခါလင်းရွှေရွှန်ဟာလုံးဝပျက်စီးသွားခဲ့ပြီးခိုင်မာတဲ့တပ်တွေတွေရှေ့မှာသူ့ရဲ့စင်ချေတွေဟာအလွန်ကိုအားနည်းလွန်းနေတဲ့အမှန်တရားကိုတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့ရှေ့နေကိုယ်တိုင်ကတောင်သူ့ဘက်ကနေလိုက်မပေးတော့ပဲနှုတ်
ထွက်သွားခဲ့တယ်လိန်လေဖို့အတွက်တက်တေအတူလှုပ်တဲ့သူကိုဘယ်သူကမှကာကွယ်ပေးခြင်းမှာမဟုတ်ဘူးလေနောက်ဆုံးစီရင်ချက်ကတော့အန်သားစရာမရှိပါဘူးတရားရုံးကကျွန်တော်တို့တောင်းဆိုချက်အားလုံးကိုခွင့်ပြုပေးခဲ့တယ်နံပါတ်1ကျွန်တော်နဲ့လင်းရွှေရွှန်တို့ကွာရှင်းတာကိုခွင့်ပြုလိုက်တယ်လင်းရွှေရွှန်ဟာအိမ်ထောင်ရေးမှာအမှားလုပ်ခဲ့တဲ့သူအဖြစ်သတ်မှတ်ခံရတယ်ဒါအပြင်တရားစွဲဆိုနေစဉ်မှာလိန်လေဖို့အတွက်တက်တေတွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့အတွက်ဘာမှမရဘဲထွက်သွားဖို့အမိန့်ချလိုက်တယ်နံပါတ်2မင်္ဂလာဆောင်ပြီးမှရခဲ့တဲ့အိမ်နဲ့ပိုင်ဆိုင်မှုတွေဟာကျွန်တော်ရဲ့မူလပိုင်ဆိုင်မှုတွေနဲ့ဝယ်ထားတာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့တဲ့အတွက်ကျွန်တော်ရဲ့တဦးတည်းပိုင်အဖြစ်သတ်မှတ်လိုက်တဲ့နံပါတ်3လင်းရွှေရွှန်ဟာသူမတရားလွှဲပြောင်းထားတဲ့ပိုက်ဆံ4,800,000ကျော်ကိုရက်ပေါင်း30အတွင်းပြန်ပေးရမယ်အကယ်၍သတ်မှတ်ရက်အတွင်းမပေးနိုင်ရင်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ခံရလိမ့်မယ်နံပါတ်4လင်းရွှေရွှန်နဲ့ချန်ဟောင်တို့ဟာဖောက်ပြန်မှုကြောင့်ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေခဲ့တဲ့အတူစိတ်ပိုင်းဆိုင်ရာနစ်နာခြင်းအဖြစ်ပိုက်ဆံ3သိန်းကိုအတူတူပေးလျော်ရမယ်တရားရုံးကသူတို့ရဲ့ပေးနိုင်စွမ်းကိုလည်းထည့်သွင်းစဉ်းစားပေးခဲ့လို့ကျွန်တော်တောင်းဆိုထားတဲ့$1.35သန်းကိုတော့ခွင့်မပြုခဲ့ပါဘူးဒါပေမဲ့အားရစရာအကောင်းဆုံးအပိုင်းကတော့လင်းရွှေရွှန်ကစေယုံမှတ်တမ်းတွေနဲ့တစိတ်တုံးတွေကိုအတူလုပ်ခဲ့ပြီးတရားရုံးမှာတက်တဲ့အမားတွေတင်သွင်းခဲ့တဲ့အတွက်အစိုးရရုံးစာရက်စာတမ်းတွေအတူလုံးမှုပြင်ဆင်မှုရောင်းဝယ်ဖောက်ကားမှုတစိတ်တုံးအတူပြုလုပ်မှုနဲ့တရားစီရင်ရေးကိုနှောင့်ယှက်မှုတွေနဲ့အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာပါပဲစီရင်ချက်ချပြီးတဲ့နောက်တရားရုံးကဒီရာဇဝတ်မှုကိုရဲတပ်ဖွဲ့ထံတိုက်ရိုက်လွှဲပြောင်းပေးခဲ့ပါတယ်သူမဟာအမှုရှုံးပြီးဘာမှမရပဲလက်ပလာနဲ့ထွက်သွားရရုံတင်မကပဲအခုဆိုရင်ထောင်ဒဏ်နဲ့ပါရင်ဆိုင်နေရပါပြီသူမရဲ့မိဘတွေကလည်းပိုင်ဆိုင်မှုတွေလွှဲပြောင်းရမှာပါဝင်ခဲ့ပြီးသူတို့သားရဲ့လောင်းကစားကြွေးမြီတွေကိုဆက်ဖို့ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးပိုင်ဆိုင်မှုတွေကိုတုံးဆွဲဖို့ကြံစီခဲ့တဲ့အတွက်သူတို့ကိုလည်းပူးတွဲတရားခံတွေအဖြစ်သတ်မှတ်ခဲ့ပါတယ်သူတို့လည်းပူးတွဲလျော်ကြေးပေးဖို့တာဝန်ရှိပါတယ်သူတို့သားရဲ့လောင်းကစားကြွေးမြီတွေဆက်ရင်းနဲ့တင်ကြွေးမြီတွေနစ်မွန်းနေခဲ့တာအခုတော့အေနေတွေကပိုဆိုးသွားခဲ့ပါပြီအခုတော့အခြေအနေတွေကပိုဆိုးသွားခဲ့ပါပြီသူတို့ရဲ့ဇာတိမြေကအင်ကိုတောင်စပြီးရောင်းနေကြပြီလို့ကြားပါတယ်ချန်မီသားစုလည်းတိတ်ပြီးအခြေအနေမကောင်းပါဘူးချန်ဟောင်ကုမ္ပဏီကအထုတ်ခံရပြီးတဲ့နောက်သူ့ရဲ့ဂုဏ်သိက္ခာကအတော်လေးပျက်စီးသွားလို့မြို့ပေါ်မှာအလုပ်ရှာမရတော့ပါဘူးသူဇာတိမြေကိုအရှုံးသမားတယောက်လိုပြန်သွားတယ်လို့ကြားပါတယ်တနေကုန်အရက်ပဲတောင်းနေတာတဲ့လုံးဝကိုပျက်စီးသွားတာပါသူ့ညီချန်ရန်လဲဒီရှုပ်တော်ပုံမှာပါဝင်ပတ်သက်ခဲ့လို့ကြောင်းကနေအနာပေးခံလိုက်ရပါတယ်အပြစ်မဲ့တဲ့ကလေးအတွက်ကတော့အုတ်ထင်းခွင့်ကိုအရင်မြင့်မိခင်ဖြစ်သူလင်းရွှေရွှန်ကိုပဲပေးလိုက်ပါတယ်လင်းရွှေရွှန်ထောင်ထဲရောက်သွားရင်ဘာဖြစ်မလဲဆိုတာကျွန်တော်မသိပါဘူးအဲ့ဒီကလေးရဲ့အနာဂတ်ကဘယ်လိုဖြစ်မလဲဒါပေမဲ့ဒါတွေအားလုံးကကျွန်တော်နဲ့မဆိုင်တော့ပါဘူးကျွန်တော်ကသူတော်စင်မဟုတ်ပါဘူးအစကတည်းကကျွန်တော်အပေါ်လှည့်ဖျားခဲ့တဲ့မိန်းမတစ်ယောက်အတွက်ကျွန်တော်စိတ်မကောင်းမဖြစ်နိုင်တယ်လို့တခြားယောက်ျားတစ်ယောက်ရဲ့သွေးသားဖြစ်တဲ့ကလေးကိုလည်းကျွန်တော်တနာမှာမဟုတ်ပါဘူးသူတို့ရဲ့ကံကြမ္မာကသူတို့ကိုယ်တိုင်ဖန်တီးခဲ့တာပါသူတို့လုပ်ရက်နဲ့ထိုက်တန်တဲ့ရလဒ်ကိုရခဲ့တာပဲတရားရင်ဆိုင်မှုပြီးဆုံးသွားတဲ့နောက်ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာအချို့ကိုဒိုးကထအသစ်စီလွှဲပေးပြီးကျွန်တော်ကိုအားလက်ရက်အရှိကြီးပေးလိုက်ပါတယ်ယွန်ရှာစရာကောင်းတဲ့အမတ်တရားတွေပြည့်နေတဲ့အိမ်ထောင်ရေးအိမ်ကိုကျွန်တော်ရောင်းပစ်လိုက်ပြီးပင်လယ်ကိုမြင်ရတဲ့တခြားမြို့တစ်မြို့မှာအထက်မြင့်တိုက်ခန်းအသစ်တစ်ခန်းဝယ်လိုက်တယ်ပင်လယ်နဲ့ကောင်းကင်ထိစပ်နေတဲ့မိုးကုတ်ဆက်ဝိုင်းကိုပြတင်းပေါက်ကနေကြည့်နေရင်တခါမှမခံစားဘူးတဲ့အေးချမ်းမှုနဲ့ကြည်လင်မှုကိုကျွန်တော်ခံစားလိုက်ရတယ်ဒီအဓိပ္ပာယ်မရှိတဲ့အိမ်ထောင်ရေးကပြင်းထန်တဲ့အဖျားယောဂတစ်ခုလိုပါပဲအဲ့ဒါကကျွန်တော်ရဲ့ကာကွယ်မှုအားလုံးကိုလောင်ကျွမ်းစေခဲ့တယ်လို့ကျွန်တော်ရဲ့ဦးကြောင်ကြောင်နိုင်မှုတွေနဲ့စိတ်ကူးယဉ်မှုတွေကိုလည်းဖျက်ဆီးပစ်ခဲ့တယ်အဲ့ဒါကလူနှလုံးသားရဲ့ယုံမာမှုနဲ့ရှုပ်ထွေးမှုကိုမြင်အောင်ကျွန်တော်ကိုအတင်းကျပ်လှုပ်ဆောင်စေခဲ့တယ်အခုတော့အဖျားပြောက်သွားပြီးကျွန်တော်အတစ်တဖန်ပြန်လဲမွေးဖွားလာပြီးဖုံးမိလာတဲ့ရှေ့နေဝန်စီကပါမစ္စတာကျန်းကုန်ယူပါတယ်ဗျာလင်းရွှေရွှန်ရဲ့အမှုအတွက်စီရင်ချက်ထွက်လာပြီးသူမကိုထောင်ဒဏ်3နှစ်ချမှတ်လိုက်ပါတယ်သူမကမကျေနပ်လို့အယူခံဝင်ထားပေမဲ့မူလစီရင်ချက်အတိုင်းပဲအတီးဖြစ်ဖို့များပါတယ်ဟုတ်ကဲ့သိပါပြီအော်ဒါနဲ့နောက်တစ်ချက်ရှိသေးတယ်ရှေ့နေဝန်ကဖုန်းထဲကနေရဲပြီးပြောတယ်သူမကခင်ဗျားကိုနောက်ဆုံးတစ်ခေါက်လောက်တွေ့ကျင်နေတဲ့မတွေ့ဘူးကျွန်တော်ချက်ချင်းပဲညှင်းလိုက်တယ်သူမနဲ့ကျွန်တော်ပြောစရာဘာမှမကြံတော့ဘူးဖုန်းချပြီးတဲ့နောက်ဝိုင်းတစ်ခွက်ညက်ပြီးဝရန်နာကိုထွက်ခဲ့လိုက်တယ်ပင်လယ်လေး